အားလုံးပဲမင်္ဂလာပါရှင်။ဟောဒီပန်းလလလေးကိုတတိဝါဒပန်းလို့လည်းခေါ်တယ်လို့တတိကတော်ပန်းလို့လည်းခေါ်ကြပါတယ်နော်။နာမည်ကအရန်ကိုတင်စီလွန်းတယ်လို့အန်တီနန်းမြင်မိပါတယ်နော်။ဘယ်လိုပဲဖြစ်ပန်းလေးကအရန်ကိုလှနေတယ်။တစ်နှစ်တစ်ခါအန်တီနန်းကိုဒီလှတဲ့ပန်းလေးတွေလာပြီးလက်ဆောင်ပေးနေတယ်လို့ပဲပန်းလေးတွေတွေ့ရတော့လေအရန်ကိုစိတ်ချမ်းသာရတယ်အရန်ကိုပျော်ရွှင်မိပါတယ်လို့ဟောဒီပန်းပင်ကအຫນွယ်ပင်မျိုးပါအန်တီနန်းကအပေါ်မှာအပေးမသွားတော့ဘဲနဲ့တိုင်လေးထောင်ပြီးတော့မှအခုလိုတိုင်မှာပတ်ပြီးတော့စိုက်ထားပါတယ်အန်တီနန်းစိုက်တာကအိုးနဲ့စိုက်ထားတာပါအိုးဟောဒီမှာကြည့်ပါဦးပန်းလေးပွင့်တာကဘလောက်မှမကြသေးဘူးအခုတော့ညိုးလို့လာပါပြီလို့နော်တရွတ်တွေဆိုလဲဝပြီးတော့မှကြွေတော့မှာပါလို့ဒါကိုအန်တီနန်းကကြည့်ပြီးတော့တောင်ဝေကရမိပါတယ်နော်ပွင့်တဲ့ချိန်မှာပွင့်ပြီးညိုးတဲ့ချိန်ရောက်တော့လဲညိုးရတာပါပဲနော်နောက်တစ်ခုအန်တီနန်းတို့လူလောကအကြောင်းကြီးကိုပြန်တွေးမိရင်လေအားလုံးကအတူတူပဲလို့ထင်ပါတယ်နော်မိုးလင်းတာနဲ့စားဖို့တောက်ဖို့စီစဉ်ကြရတယ်စားပြီးတောက်ပြီးတော့လေအလုပ်ကိုထွက်လုပ်ကြရတယ်အလုပ်လုပ်ပြီးငွေရလာတော့လေဒီစားဖို့တောက်ဖို့ပဲပြန်ပြီးတော့စီစဉ်ကြရတယ်လीနော်စားပြီးတောက်ပြီးပြန်တော့လေနောက်တစ်နေ့အလုပ်လုပ်ဖို့ရုန်းကန်ကြရပြန်တယ်တလူပဲအလုပ်တွေလုပ်လေငွေလေးရလာလိုက်စားဖို့တောက်ဖို့စီစဉ်လိုက်နဲ့တစ်နေ့ပြီးတစ်နေ့ဒီလိုပဲအချိန်တွေကုန်ကြရတယ်နော်စက်ပစ္စည်းနဲ့ပြောမယ်ဆိုရင်လေစက်အလုပ်လုပ်တဲ့အချိန်မှာစီဖြည့်လိုက်စီဖြည့်ပြီးတော့အလုပ်လုပ်လိုက်အလုပ်လုပ်ပြီးငွေရပြန်တော့လေစီပြန်ဝယ်လိုက်ပြီးတော့မှအလုပ်ပြန်လုပ်လိုက်ဒီလိုနဲ့ပဲတန်တရားကြီးကလဲနေတာပဲနော်ဒီကြားထဲမှာလူတွေကနေကောင်းကြမှာနေကြရင်တော်သေးရဲ့နော်တခုခုဖြစ်သွားရင်ဆေးဖိုးဝါခါကလိုပြန်ရောစက်ပစ္စည်းလည်းအတူတူပါပဲနော်သူမပြတ်သေးရင်တော့သုံးလို့ကောင်းနေသေးတယ်ပေါ့ပျက်စီးသွားလို့ရှိရင်ပြန်ပြုပြင်ဖို့ကလည်းငွေကထပ်လိုပြန်ရောအခုအန်တီနန်းပြောနေတာကလည်းတခြားတော့မဟုတ်ပါဘူးနော်အပြင်းပြေတဘောလေးတွေးမိစဉ်းစားမိတာလေးကိုပြောမိတာပါကြည့်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်မိသားစုမိတ်ဆွေများအားလုံးကျမ်းမာပျော်ရွှင်ရှိကြပြီးလူရဆန္ဒများပြေဝကြပါစေလုပ်ငန်းများတိုးတက်အောင်မြင်ကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်